ဘလို့ထိုင်နေရတော့သူ့အိမ်မှာ तू တိတ်ခါတော့မထိုင်တတ်ဘူးဘလို့ထိုင်နေရတော့ညီမလေးပေါ်တက်ပြီးခန်းယူလာအောင်မယ်မောင်ရီချိုးလာအောင်မပြောတာမောင်ခိုင်းလာမယ်ပြောညီမလေးကလည်းစကား3 9 5ကုန်းလောက်မှားနေညီမလေးငယ်ရောတီးဦးလေဟာကိုကမတီးဦးလို့ရအောင်နော်ညီမလေးငယ်တယောက်တည်းလမ်းလျှောက်လာတာတော့မမြောင်းလဲသွားကြည့်လိုက်ပါအောင်မယ်လေကြည့်တော့ညီမလေးငယ်ကြောင်ထားကြည့်သူတို့ရသွားမြင်တော့မရမယ်မြင်တော့မရမယ်ဒီနားနဲ့ဆိုနီးမြင်တော့မရမယ်ကိုမလာတော့လိုက်ပြီခေါင်းမမြင်တယောက်တည်းထားခဲ့ရတယ်ကိုမအမရလေလုံးလိုက်တလွဲပဲဟုတ်တယ်တမ်းမလာအိမ်ထဲမှာဟုတ်ကဲ့မမရလေဘာလို့ပန်းဦးကြီးဒီလိုနောက်ပြည့်နေရတော့ကိုအိမ်မှာကြည့်မိရဖမ်းမိရဟဲ့အနေအိမ်ပြည့်နေလို့လားဘာမှကိုနော်ကိုတငယ်ချင်းနဲ့တိုင်ပြောမှတော့လို့ပြောတိုင်မဘယ်ညတိုင်ဘာဖြစ်ဖဖေခေါင်းနေရဲသွားအောင်မယ်တာချိလိုက်ပါမယ်လေဒီခေါင်းနေတာမခေါင်းနေတာဟုတ်သွားတယ်ဘာလို့လုံးရလဲကိုဖြစ်ပြီးတော့အရင်စလုံးနေသွားလာကိုမညီမလေးလည်းခန်းယူလာအောင်တော့ရခန်းယူပြီးဒါညီမလေးတို့ဖန်လို့ညီမလေးကဖေးနာဖေးပန်းမြာသွားဒါအင်လိုက်ဒီနားလိုက်တာဘလူနောက်အေးပါထားတယ်အင်္ဂါပြောဘာမှညီမလေးခံနေကိုလာလိုက်တာမလေးခံအင်္ဂါတော့ကဲပတ်တူမနေ့ပြန်လာမှာမယ်ကဲဘိုင်ဘိုင်